Hello အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဒီနေ့ point on လေးနဲ့ပေါ့နော်အပြင်ကပြန်လာပြီးတော့တရားရုံးကပြန်လာပြီးတော့ make up တင်ဖြတ်ပြီးသွားပြီပေါ့နော်အရင်ဆုံးဖြတ်လိုက်တာတော့ဒါလေးနဲ့ပဲဒီကလင်စာနဲ့အရင်ဆုံးဖြတ်လိုက်တယ်ခုကြံတဲ့၄မျိုးကိုကျမလိမ့်ပြမယ်ဖြစ်ပါတယ်ရှင်အဲ့တော့ဒီဟာစီရန်ဆိုပေမဲ့လေတိလားကျမတော့အရင်ကြိုက်တယ်ဘာလို့လဲဆိုတော့ तू ကစီရန်ရဲ့ moisture ရဲ့တိုနာရဲ့ essence ရဲ့အကုန်လုံးပေါင်းဆက်ထားကွာတိလားလုံးဝရေဓာတ်အပြည့်အဝဖြည့်ပြီးတဲ့စီရန်လေးပေါ့နော်လိမ့်တဲ့ခါမှာဆိုရင်ကျမတို့ကလက်ငါးချောင်းမှာဆိုရင်ဒီနေ့ချောင်းနဲ့ပဲအသားရလေးပို့ပေးရတယ်စကင်ကယ်တဲ့ခါမှာလေတအားကြီးတွေဆွဲစရာမလိုဘူးပေါ့နော်အဲ့တော့တကယ်လို့ကိုမျက်နာကအသားရည်6တယ်ဆိုလို့ရှိရင်10မိနစ်တစ်ချိန်ပြန်သုံးမှုတော့လိုအပ်တယ်ပေါ့နော်ဒါစီရန်လေးစီရန်ဆိုတော့တောင်းလိုက်တာနဲ့ကွာအေးလေးတွေတိလာအေးလေးရတာကိုခံစားရတယ်ပေါ့နော်အဲ့တော့ဒီဟာကစီရန်လေးလုပြီးသွားပါပြီနောက်တစ်ခုဒီဟာကတော့ all in one cream လေးပေါ့ဒါလေးကတော့ all in one cream လေးပါရှင်ဒီအားကြောင့်သူကဘာတော့ကောင်းလဲဆိုရင်အဆိုဓာတ်ကိုထပ်ပြီးတော့ထိမ့်ပြီးရပေါ့နော်အဲ့တော့စီရန်တွေတချို့ဆိုသုံးပြီးသွားရင်ဟိုဟာဖြစ်သွားအသားရည်6သွားမျိုးရှိရအဲ့တော့ဒီဟာလေးနဲ့ပြန်ပြီးတော့ပေါ့နော်ပြန်ပြီးတော့အဆူဓာတ်ကိုထိမ့်ပေးရပါရှင်အဲ့မှာကြည့်လိုက်အသားရည်ကိုလေပြောင်တင်းလေးဖြစ်စီတယ်တိလားအပြုံးမဟုတ်ဘူးနော်တိလားမမေတို့ကတော့အရန်ကြိုက်တယ်နော်ဒါအသေးလေးတို့တုံးကြည့်ဒီဆက်ကအရန်စင်ပြေတယ်တစ်ဆက်စာမှာကွာတောင်းငနမ်းမရှိတယ်တိလား5မျိုးတစ်ဆက် basic makeup ကနေပြီးတော့ basic မျက်နှာသစ်ကနေပြီးတော့ makeup ထိအကုန်လုံးပါတယ်တိလားအရန်ကောင်းတဲ့အဆက်ကလေးပြောလို့ပြောတာမဟုတ်တုံးကြည့်လိုက်တော့သဲလေးတို့တုံးကြည့်လိုက်ဒီပစ္စည်းမကောင်းလို့ရှိရင်လေကျမဘက်ကနှစ်ဆကိုပြန်ယုံမယ်အဲ့လိုကိုအာမခံတာနော်အရန်ကောင်းတဲ့ပစ္စည်းလေးမို့လို့ပါရှင်ကျမဆိုရင်ဒီမှာကြည့်လိုက်ဒီလိုအထုပ်လိုက်ကိုကျမကသုံးတာအဲ့လိုမျိုးအထုပ်လိုက်ကိုကျမကသုံးတာကျမပစ္စည်းတစ်ခုကောင်းပြီကျမကသုံးတယ်ဆက်သုံးတယ်ပြီးရင်ကျမကဘေးလူတွေကိုမျှဝေတယ်ပေါ့နော်အဲ့တော့ဒီမှာကြည့်လိုက်ဒါညာဘက်ပိုင်းနော်ဒီနှစ်မျိုးကိုမျက်နှာတစ်ပြီးတော့ရှိတာ5မျိုးရှိတယ်ကွာသိလား5မျိုးရှိတယ်အရင်ဆုံးမျက်နှာတစ်စီမိတ်ကပ်ဒီပါတွေအချင်းချန်ကြီးကုန်ဖြတ်လိုက်တာဖြတ်ပြီးတော့စီရန်လေးလူးတယ်ဒီစီရန်လေးလူးတယ်ပြီးရင်ခုအော်ရင်ဝမ်နှစ်ခွင်အဲ့နှစ်ခုလေးလိမ့်တာကိုကြည့်လိုက်အသားလေးကပြောင်တင်းလေးနော်သိလားတအားပြောင်တင်းပြီးတော့လေမနဲ့လင်းလို့ရှင်အသားလေးကိုချုံးမွေနေရအဲ့ဒါဒီ5မျိုးထဲမှာ3မျိုးလုံးလိမ့်ပြတော့တာဖြစ်ပါလေရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်